ကဲကျွန်တော်တို့တကြံနာကလည်းတကြံရောက်ဖို့တကြံကြဖို့အနာနီးလာပြီဆိုတော့တကြံသင်္ကြံစာရတော့သင်္ကြံပေါ့စကားပြောရတော့တကြံဆိုတဲ့အကြောင်းအရာလေးအကြောင်းကိုဖြစ်ပေါ်လာပုံအကြောင်းအရာလေးကိုရှင်းပြခြင်းတာပါသိတဲ့သူများလည်းကြော်သွားဖို့သိတဲ့သူများအတွက်ပါဒီခုနှစ်သာသနာနှစ်2569ခု1389ခုတောင်ကူလာစု12ရက်တနင်္လာနေ့13ရက်4လ2026မှာကြာရောက်မဲ့တကြံသင်္ကြံအရင်ဆုံးသင်္ကြံဆိုတဲ့စကားလုံးကိုနားလည်ဖို့လိုတယ်ဒီစကားလုံးကပါဠိဘာသာသင်္ကန္တကနေဆင်းသက်လာတာဖြစ်ပြီးရှေ့ပြောင်းခြင်းကူးပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရှိတယ်အဓိကတော့နှစ်ယောက်ကနေနှစ်သက်ကိုပြောင်းသွားတဲ့ချိန်ကိုရည်ညွှန်းတာပဲဒါဆိုဘာကြောင့်ဒီလိုချိန်ကိုအထူးပြုပြီးဘွဲတော်လုပ်နေကြရတယ်ဆိုတော့ရှေ့ခါကဒနာရီလာဇလန်တပုတ်နဲ့ဆက်ဆက်နေတယ်ပေါ့တခါတော့ကဂျမာမင်းကြီးတစ်ပါးရှိတယ်သူကအလွန်ပညာကြီးပြီးတကိုးကြီးတဲ့ဂျမာကြီးပေါ့အဲ့ဒီအချိန်မှာလူလောကဘက်မှာလည်းပညာလွန်မြင့်တဲ့လူသားတစ်ယောက်တချို့ကတော့တာမဏေတချို့ကပညာရှိလို့ပြောကြတယ်ဒီနေ့မှာဂျမာမင်းကြီးနဲ့လူသားပညာရှိကြီးကတရားပြန်ကြတယ်အဓိပ္ပာယ်ကတော့မိခွန်းနေမေးပြီးဘသူကပုံမှန်လဲဘသူကပိုသိလဲဆိုတာဆန်းသက်ကြတာပေါ့ဂျမာမင်းကြီးကဂရိတစ်ခုထားတယ်ငါရှုံးရင်ငါကောင်းကိုဖြတ်ပေးမယ်မင်းရှုံးရင်မင်းကောင်းကိုဖြတ်ရမယ်လို့ပေါ့နောက်ဆုံးမှာလူသားပညာရှိကအပြင်းမှန်ပေးနိုင်လို့ဂျမာမင်းကြီးရှုံးသွားတယ်ဂရိတိုင်းသူကောင်းကိုကိုယ်တိုင်ဖြတ်ပေးရတာပေါ့လေဒါပေမဲ့ပြဿနာအဲ့မှာစပေါ်လာတယ်ဒီဂျမာမင်းကြီးရဲ့လောက်တကိုးကြီးတဲ့သူကောင်းလည်းတအားအလွန်တကိုးကြီးတယ်ပေါ့သူကောင်းကမြေကြီးပေါ်ပြစ်ချလိုက်ရင်မီးလောင်ပြီးကဘာပြစ်သွားတယ်လို့ဖြစ်နိုင်တယ်လေထဲမှာထားလို့ရှင်လဲမိုးမရွာတော့ဘူးရာသီဥတုပြောင်းလဲမမှန်တော့ဘူးရေထဲချလိုက်လို့ရှင်လဲရေတွေသမုဒ္ဒရာရေတွေခိုင်းချောက်သွားမယ်ဘယ်နေရာမှထားလို့မရဘူးအဲ့တော့ပြဿနာတက်ဘယ်နေရာမှမထားနိုင်တဲ့အခြေအနေတွေဖြစ်အဲ့ဒီအချိန်မှာအဲ့ဂျမာမင်းကြီးရဲ့သမီး9ယောက်နတ်သမီးတွေပေါ့တို့တွေပေါ်လာတယ်တို့တွေထွက်လာပြီးကျမတို့အလက်ကြခင်းသိမ်းပါမယ်လို့ဝိုင်းပြီးဆုံးဖြတ်ကြတယ်ပေါ့ဒီနတ်သမီး9ယောက်ကတရားချင်းစီရဲ့လှည့်ကြတစ်နှစ်တစ်ခါစီယမဦးကောင်းကြီးကိုထိန်းသိမ်းကြတယ်နှစ်ကုန်ပြီးနောက်တစ်နှစ်ရောက်တဲ့အချိန်မှာနတ်သမီးတစ်ယောက်ကနေနောက်တစ်ယောက်ကိုအဲ့ဒီယမဦးကောင်းပေါ့ဦးကောင်းကိုလွှဲပြောင်းပေးတယ်ဒီလိုလွှဲပြောင်းတဲ့အချိန်ကိုပဲတင်းညံချိန်လို့ခေါ်လာကြတာဖြစ်တယ်အဲဒီကနေတဆင့်လူတွေကလည်းဒီချိန်ကိုအထူးရေးကြီးတဲ့ချိန်ဖြစ်ယူဆလာကြတယ်ဘာကြောင့်လဲဆိုတော့ဒါဟာနှစ်ဟောင်းပြီးဆုံးပြီးနှစ်တည်းစတဲ့အချိန်ဖြစ်တာကြောင့်ပဲအဲ့ဒီချိန်မှာလူတွေဘာလုပ်ကြလဲဆိုတော့ပထမဆုံးရေကစားခြင်းဒါပျော်ဖို့တင်မဟုတ်ဘူးနော်ရေဆိုတာတန့်စင်မှုကိုစားပြုတယ်ဒါကြောင့်လူတွေကတယောက်နဲ့တယောက်ရေလောင်းပြီးအပြစ်တွေမကောင်းမှုတွေကိုစေကြောတယ်လို့သဘောထားတယ်နေဟောင်းကမကောင်းတာတွေကိုဖယ်ရှားပြီးနှစ်တစ်ကိုတန်တန်ရှင်းရှင်းစတင်နေတာပေါ့နောက်တစ်ခုကကုသိုလ်မှုပြုလုပ်ကြတယ်ပေါ့အကြံချိန်မှာလူတွေကဖျားသွားပြီးပန်းရေချမ်းကတ်တယ်တရားနာတယ်ကုသိုလ်ပြုတယ်တကြီးရွယ်ဦးတွေကိုခြေတဲ့လက်သေးတွေညှပ်ပေးတယ်ရေချိုးပေးတယ်ခေါင်းလျှော်ပေးတယ်ဒီဝဆရာတွေကိုကြော့တယ်ဘာတွေလွတ်တယ်ပဲတွေလွတ်ပြီးကုသိုလ်ယူကြတယ်ပေါ့ဒီကမလုံးရေပေါ်ပေါ့မလုံးရင်ပေါ်စသည်စားဝယ်ဆောင်ကိုလည်းစုတီတာအနေနဲ့ကျွေးမွေးပြုစုကြတယ်ဆိုတော့ဒါဟာပြောစရာဘောတော့တခုမဟုတ်ပဲရည်ကြီးမှုဘာသာရေးလူမှုရေးပေါင်းဆက်ထားတဲ့ဘောတော့တခုဖြစ်လာတယ်ပေါ့လေနောက်ထပ်ရည်ကြီးတာတခုကတကြံမှာအတာနေတွေဆိုပြီးခွဲထားတယ်တကြံဂျိုနိတကြံကြနိတကြံအကျက်နိ
တကြံတက်နေတဲ့စုစုပေါင်း၄ရက်ပေါ့ဒီတိုင်းမှာလည်းဒိဗယ်တွေကမတူဘူးအတက်နေ့ဆိုတာကတော့တနေ့ပြီးဆုံးတဲ့အချိန်ကတော့နှစ်တကိုတကယ်စတင်နေနေပဲပေါ့နောက်တနေ့ကနှစ်တကယ်စရနေကနှစ်ဆက်တရက်နေ့လို့ခေါ်တာပေါ့အဲ့မှာလဲတရားမင်းနဲ့ပတ်သက်ပြီးပုံမြင်ရှိခဲ့တယ်ဒါပေမဲ့ဒါမဖြစ်နိုင်လို့ထက်ပြောတော့ဘူးဖြစ်နိုင်ကြအကြောင်းလည်းမရှိဘူးလေတရားမင်းကဒီနေ့တခါလူပြည်ကိုဆင်းလာလို့မရတာဒါတည်းလည်းရှင်းပြလို့ပြဿနာတွေများရှိနိုင်ပါတယ်ခုလိုကြည့်မယ်ဆိုရင်တကြံဆိုတာကဒဏ္ဍာရီလာဇလန်အနေနဲ့စတင်လာတယ်အချိန်ကူးပြောင်းမှုကိုလည်းခြေခံတယ်လူတွေကယဉ်ကျေးမှုနဲ့ဒိဗယ်တွေထည့်သွင်းပြီးတွတ်တက်လာတာပေါ့ဆုံးသက်အနေနဲ့ပြောရမယ်ဆိုရင်တကြံဆိုတာရေကစားပြီးပြောတဲ့ဘောတော်တစ်ခုတည်းမဟုတ်ဘူးပေါ့လေကိုပြန်လည်တန့်စင်တဲ့အချိန်မကောင်းတာတွေကိုထားခဲ့ပြီးအသစ်တစ်ခုစတင်တဲ့အချိန်မိသားစုလူမှုတိုင်းဝိုင်းနဲ့ပြန်လည်ချိတ်ဆက်တဲ့အချိန်ဆိုတာပျော်ရွှင်စရာအချိန်တွေပေါ့ကဲစဉ်းစားကြည့်ပေါ့လေဒီတစ်ခါလောင်းတာနဲ့တော့ပျော်စရာအပြင်ဒိဗယ်ကြီးမနဲ့ကြီးမှုတစ်ခုကိုလုံးတာဆိုတော့မြမရွာတကြံဆိုတာတကယ်တော့အကောင်းဆုံးပေါ့လေတခြားနိုင်ငံတွေနဲ့ပြုလုပ်ပုံချင်းမတူဘူးပေါ့ကဲရှင်းပြချင်တာတော့ဒါလေးပါပဲကျေးဇူးတင်ပါတယ်